ဒီကနေ့ပထမဆုံးနားဆင်ရမယ့်သတင်းကတော့လာမယ့်ဇွန်လမှာအသက်82နှစ်ပြည့်တော့မယ်ကမ္ဘာအသက်အကြီးဆုံးအမျိုးသမီးနိုင်ငံရေးအကျဉ်းသူနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စန်းစုကြည်ရဲ့နောက်ဆုံးဘဝလက်ကျန်အချိန်တွေမှာတာတဦးအနေနဲ့မိခင်ဖြစ်သူရဲ့နဘေးမှာအတူတကွရှိနေခြင်းကြောင့်တားငယ်ဖြစ်သူကိုထိန်လင်းခေါ် Kim Aris ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မနေ့ကဗြိတိန်နိုင်ငံလန်ဒန်မြို့မှာပြုလုပ်တဲ့ Pro of Life လှုပ်ရှားဆန္ဒပြပွဲမှာကိုထိန်လင်းခေါ် Kim Aris ကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ကျွန်တော်အမေကိုမသိတဲ့နေရာတစ်ခုမှာအိမ်နေအချုပ်ပြောင်းရွှေ့လိုက်ကလေးကဘာကြီးကမျက်နှာလွယ်သွားလိမ့်မယ်လို့သူတို့မျှော်လင့်ခဲ့ကြပါတယ်။အဲ့ဒီနေ့ကလေးကသူမဘာမှလဲဘလို့အနေနဲ့လဲဘေးကင်းရလားဆိုတာကျွန်တော်အကြိမ်ကြိမ်မေးခဲ့ပါတယ်။ဒါပေမဲ့တိတိကျကျအသက်ရှင်ကြောင်းအတည်ပြုနိုင်တဲ့သက်သေအထောက်အထားလုံးဝမရှိခဲ့ပါဘူး။ဓာတ်ရိုက်ဆက်သွယ်မှုလည်းမရခဲ့ပါဘူး။ပွင့်လင်းနဲ့ရှင်းလင်းတဲ့မြင်သာမှုလည်းမရှိခဲ့ပါဘူး။ရှင်းရှင်းလင်းလင်းပြောရရင်ကျွန်တော်အမေကိုမသိတဲ့အခန်းတနေရာကနေနောက်တစ်ခန်းကိုပြောင်းရွှေ့တာကလွတ်လပ်မှုလုံးဝမဟုတ်ပါဘူး။ကျွန်တော်အမေကိုတစားကန်အဖြစ်ဆက်လက်ဖမ်းထားတာပါလို့ကိုထိန်လင်းကပြောပါတယ်။ဒါအပြင်ပြီးခဲ့တဲ့9နှစ်တွင်အကြံဖာစစ်တပ်ကဒေါ်စန်းစုကြည်အားလွတ်လပ်တဲ့အတည်ပြုချက်မရှိဘဲနေရာပြောင်းရွှေ့မှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးလွတ်လပ်ပြီးအတည်ပြုထားတဲ့အသက်ရှင်ကြောင်းသက်သေအထောက်အထားကိုညှင်းပယ်တာနဲ့အကြံဖာစစ်တပ်ဟာဒေါ်စန်းစုကြည်အားပျောက်ကွယ်သွားအောင်တစိမ့်စိမ့်ထောင်ချထားတဲ့အယူအဆကိုပုံမှန်ဖြစ်အောင်စ조사နေတာဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်။အဲဒီလိုသတင်းအမှောင်ချခံထားရတဲ့အပေါ်တာတူအနေနဲ့နှလုံးသားကိုများစွာထိခိုက်ရကြောင်းနဲ့မိခင်ဖြစ်သူရဲ့အခြေအနေကိုသိရှိလိုတယ်လို့သူကဆက်လက်ပြောပါတယ်။ကျွန်တော်အမေဘေးကင်းနေဆိုတာကျွန်တော်ရိုးရိုးရှင်းရှင်းလေးသိချင်တာပါ။သူ့အတန်ကိုကြားချင်ပါတယ်။သူ့မျက်နှာကိုမြင်ချင်ပါတယ်။ကျွန်တော်တာတူအနေနဲ့သူ့ရဲ့နောက်ဆုံးကြံရှိနေတဲ့အချိန်တွေမှာကျွန်တော်အမေဘေးနားမှာကျွန်တော်အတူရှိနေချင်ပါတယ်။ဒါဟာနိုင်ငံရေးကိစ္စတွေမဟုတ်ပါဘူး။ဒါကအခြေခံလူသားတို့ရဲ့လူအခွင့်အရေးဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့မိသားစုတိုင်းကသူတို့ချစ်ရတဲ့သူအသက်ရှင်သေးလားဆိုတာကိုသိခွင့်ညှင်းပယ်ခံရတာဟာလုံးဝမဖြစ်သင့်ပါဘူးလို့ကိုထိန်လင်းကဆက်လက်ပြောပါတယ်။ဒါကြောင့်တာတူအနေနဲ့အကြံဖာစစ်ကောင်စီထံကရိုးရှင်းပြီးညှိနှိုင်းစရာမလိုတဲ့တောင်းဆိုချက်တစ်ခုတည်းကိုတောင်းဆိုနေတာဖြစ်ပြီးဒေါ်စန်းစုကြည်အသက်ရှင်နေကြောင်းယုံကြည်စိတ်ချရတဲ့သက်သေပြချက်လိုချင်တယ်လို့တောင်းဆိုထားပါတယ်။ကိုထိန်လင်းကဒေါ်စန်းစုကြည်အသက်ရှင်နေကြောင်းသက်သေပြချက်ဟာဓာတ်ပုံတစ်ပုံဒါမှမဟုတ်မရေမရာဖော်ပြထားတဲ့ဗီဒီယိုဖိုင်နဲ့တင်ညာချက်မျိုးမဟုတ်ပဲကမ္ဘာကြက်ချင်နီကော်မတီ ICRC နဲ့ကုလသမဂ္ဂ UN အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကမီဒီယာတွေနဲ့အတူလွတ်လပ်စွာမြင်တွေ့ခွင့်ရရှိပြီးသက်သေပြနိုင်မှုတောင်းဆိုထားတာလည်းဖြစ်ပါတယ်။အဆုံးသတ်အနေနဲ့အကြံဖတ်စစ်တပ်ဟာဒေါ်စန်းစုကြည်လိုကမ္ဘာတိပုဂ္ဂိုလ်တူကိုတော့ပြင်ပလောကနဲ့ဖုံးကွယ်ထားကမိသားစုမိခင်ဖြစ်သူရဲ့ကိုယ်ပိုင်ဆရာဝန်တွေနဲ့ပေးတွေ့ခွင့်မပြုဘဲကင်းလုံးခွင့်ပျောက်ကွယ်သွားအောင်လှုပ်ဆောင်နေတာကိုရှုတ်ချပြီးအသက်82နှစ်အရွယ်မိခင်ဖြစ်သူဒေါ်စန်းစုကြည်အပါအဝင်မြန်မာနိုင်ငံတဝန်းမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချက်ချင်းချွင်းချက်မရှိလွတ်ပေးဖို့တောင်းဆိုထားပါတယ်ရှင်။